ချင်းချင်းချစ်နေကြတဲ့လူနှစ်ယောက်လမ်းခွဲကြတဲ့အခါဘာတွေတကယ်ဖြစ်လဲအဲ့ဒါကတင်တင်ထားတာမျိုးမဟုတ်ပါဘူးတယောက်ကများသောအားဖြင့်တောင်းပန်နေတတ်ပြီးကြံတယောက်ကတော့ခံစားချက်မဲ့တယ်လို့မျိုးဖြစ်နေတတ်ပါတယ်ဒါပေမဲ့အမှန်တရားကတော့ခံစားချက်မဲ့တာကအချစ်မရှိတော့တာမဟုတ်ပါဘူးတခါတလေကြတော့ဒါဟာကိုကောက်ွယ်တဲ့နီလန်တစ်ခုပါတယောက်ကဆက်ပြီးတွေ့တာနေတဲ့အခါစာပိုးတာဖုန်းခေါ်တာတောင်းပန်နေတဲ့အခါသူတို့ကအယံများလုံးတယ်လို့ပြောဖို့ကလွယ်ပါတယ်ဒါပေမဲ့အဲ့ဒါကစိတ်အားငယ်တာမဟုတ်ပဲသွားစရာလမ်းမရှိတော့တဲ့အချစ်ပါအေးဆက်နေတဲ့သူကလည်းအဲ့ဒီကိစ္စကိုကြော်လွှားနိုင်တာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့တကယ်မချစ်တော့ဘူးဆိုရင်သူတို့ကအေးစစ်စစ်ဘာမှမဖြစ်တယ်လို့နေမှာပါဒေါသထွက်နေတာကြမ်းတမ်းနေတာမျိုးမဟုတ်ပါဘူးအဲ့ဒီအေးဆက်တဲ့တိတ်ဆိတ်မှုကနာကျင်မှုကသူတို့ကိုပြန်မဆွဲဆောင်ခင်ကြိုးကိုဖျက်တောက်ပစ်ဖို့ကြိုးစားနေတာပါသူတို့မခံစားရတာမဟုတ်ပဲအယမ်းခံစားနေရတာကြောင့်ပါတကယ်လို့တင်ကဆက်ပြီးတိုက်ပွဲဝင်နေတဲ့သူဆိုရင်နာကျင်မှန်းသိပါတယ်ဒါပေမဲ့တခါတလေမှလိုက်ဖမ်းနေတာထက်နောက်ဆုတ်လိုက်တာကပိုပြီးအစွန်းထက်ပါတယ်တင်ရဲ့ကင်းမဲ့မှုကိုသူတို့ခံစားပါစေသူတို့ဘာကိုတွန်းထုတ်နေမှန်းသိပါစေတကယ်လို့တင်ကခက်ဝေးနေတယ်လို့ဟန်ဆောင်နေတဲ့သူဆိုရင်တင့်ကိုတင်ရိုးသားစွာမေးကြည့်ပါတင်အခုထိဂယုဆိုင်နေသေးလားတိတ်ဆိတ်တဲ့အချိန်တွေမှာအမတ်တရားတွေကိုပြန်ကြည့်နေသေးလားဘာလို့လဲဆိုတော့အဲ့ဒီလိုအချင်းမျိုးကရှားပါတယ်တစုံတစ်ယောက်ကတင့်စီရောက်ဖို့အတွက်သူတို့ရဲ့မာနကိုချိုးဖျက်ဖို့ဆန္ဒရှိတယ်ဆိုရင်အဲ့ဒါကအားနည်းတာမဟုတ်ပဲတစ္ဆာစောင့်သိမှုပါလူနှစ်ယောက်ဆုံးဖို့ကကံကြမ္မာလိုအပ်ပေမဲ့ကြောက်ရွံ့မှုကြောင့်လှပတဲ့အရာတစ်ခုကိုမဆုံးရှုံးဖို့ကရင့်ကျက်မှုလိုအပ်ပါတယ်တကယ်လို့တင်ကဒီတန်တရားထဲမှာပိတ်မိနေတယ်ဆိုရင်ချက်ချင်းနှုတ်ဆက်စကားမပြောပါနဲ့ဦးခဏလောက်ရန်နာပြီးစက်တိုက်ပွဲဝင်ဖို့အချစ်တွေကြံသေးလားလို့မေးကြည့်ပါ